အားလုံးပဲမင်္ဂလာပါအလွေဆုံး Gmail account ဖွင့်တဲ့နေ့ကိုကျွန်တော် sharing လုပ်ပေးမယ် Okay ဒါဆိုရင်တော့ဒီကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail ထဲကိုဝင်လိုက်ပါ Okay ပြီးရင်တော့ကျွန်တော်တို့ဒီညာဘက်တောက်မှာရှိတဲ့ဒီ menu လေးကိုနှိပ်လိုက်ပါ Okay ပြီးရင်တော့ကျွန်တော်တို့အပေါ်ကိုနည်းနည်းလေးဆွဲလိုက်ပါ add another account ဆိုတဲ့နေရာကိုထပ်နှိပ်လိုက်ပါ Okay ပြီးရင်တော့ဒီမှာ Google ဆိုတဲ့နေရာကိုထပ်နှိပ်လိုက်ပါ Okay ဒီနေရာမှာတော့ကိုယ့်ရဲ့ဖုန်းမှာဒီခတ်ထားတဲ့မျက်နှာပြင်လောက်ကိုရိုက်ထည့်ပေးလိုက်ပါ Okay ဒီနေရာရောက်လို့ရှိရင်တော့ကျွန်တော်တို့က Gmail account အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ဒီမှာ create account ဆိုတဲ့နေရာကိုထပ်နှိပ်လိုက်ပါပြီးရင်တော့ဒီ for my personal use ဆိုတဲ့စာသားအပေါ်ကဟာကိုထပ်နှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီ page နဲ့ဒီ Gmail နာမည်ကိုပေးလိုက်ပါပြီးရင်တော့ဒီ next ကိုထပ်နှိပ်လိုက်ပါပြီးရင်တော့ဒီမှာကကိုယ့်ရဲ့မွေးတစ်ခရီးလေးတွေရွေးပေးရပါမယ်ပေါ့နော်ဒီမှာရက်ဒီမှာလဒီမှာခုနှစ်ပေါ့နော် Okay ဒီလိုကိုယ့်ရဲ့မွေးတစ်ခရီးလေးတွေရေးပြီးသွားပြီဆိုရင်ဒီမှာနေရာကိုတစ်ချက်ထပ်နှိပ်လိုက်ပါနော်ဒီမှာစာသားလေးရှိတယ်နော် Okay ဒီနေရာရောက်လို့ရှိရင်တော့ကိုယ်ယောက်ျားလေးဆိုရင်ယောက်ျားလေးပေါ့နော်မိန်းကလေးဆိုမိန်းကလေးရွေးပေးရပါမယ်ဒီမိန်းကလေးဆိုအပေါ်ကဒီယောက်ျားလေးဆိုရင်တော့အောက်ကဟာပေါ့နော် female နဲ့ male ပေါ့နော် Okay ပြီးရင်တော့ဒီ next ကိုထပ်နှိပ်လိုက်ပါဒီအပြရောင်စာသားလေးကိုထပ်နှိပ်လိုက်ပါ Okay ဒီနေရာရောက်လို့ရှိရင်တော့ဒီအောက်ဆုံးကတစ်ခုကိုရွေးလိုက်ပါ Okay ဒီနေရာမှာတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Gmail account ပေါ့နော်ဒါ Gmail နာမည်ကိုရေးပေးရပါမယ် Okay ပြီးရင်တော့ဒီ next ကိုထပ်နှိပ်လိုက်ပါ Okay ဒီနေရာမှာတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Gmail password ကိုရေးပေးရပါမယ် Okay ဒီလိုကိုယ့်ရဲ့ password ရေးပြီးသွားပြီဆိုရင်ဒီမှာ next ကိုထပ်နှိပ်လိုက်ပါ Okay ပြီးရင်တော့ဒီ next ကိုထပ်နှိပ်လိုက်ပါ Okay ပြီးရင်တော့အပေါ်ကိုနည်းနည်းလေးထပ်ဆွဲလိုက်ပါဒီမှာ I agree ဆိုတဲ့အပြရောင်စာသားလေးကိုနှိပ်လိုက်ပါ Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ Gmail account ဖွင့်တာအောင်မြင်သွားပြီပေါ့နော် Okay ပြန်ကြည့်ကြည့်မယ်ဒီမှာတော်ဆိုတဲ့ဟာနော်တော်ဆိုတဲ့ဟာကျွန်တော်တို့ Gmail account ဖွင့်တာအောင်မြင်သွားပါပြီ Okay ဒီလောက်ဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေလေးအားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံကြမယ်